လူမျိုးတွေကျွန်တော် activities မှာပါဝင်ရမလဲဆိုတာထပ်ပြီးတော့ချိန်ညာပေးချင်ပါတယ်။ Chicken Journey ကကို information counter မှာသွားထုတ်လို့ရပါတယ်။ထုတ်တာလေးကိုကျွန်တော်တို့ရင်ဘတ်မှာ sticker နံပါတ်ပြားလေးကပ်ပေးပါမယ်။အဲ့ဒါအားလဲဆိုတော့အပေါ်မှာကြက်ကြော်စားဖို့ပါ။သို့ပေမဲ့ကျွန်တော်ကဒီနေရာနေပြီးတော့မှနံပါတ်ဘလောက်ကနေဘလောက်ကသွားလို့ရပါဓာတ်ပုံမှာရိုက်လို့ရပါတယ်နော်။ဓာတ်ပုံရိုက်ပြီးရင်တော့ Facebook ပေါ်မှာ public နဲ့ကျွန်တော် hashtag ခံပြီးတော့ #chicken မြန်မာ #chicken is my choice ဆိုတဲ့စာလေးရေးပြီးတင်လိုက်ပါအဲ့ဒါကိုလုံးပြီးပြီဆိုရင်တော့ကျွန်တော်အတန်လေးကိုနားဆွင့်ပေးပါကျွန်တော်ကနံပါတ်ဘလောက်ကနေဘလောက်ရှင်ဘက်မှာ sticker လေးကတ်ထားတဲ့လူတွေ sticker မပြောက်ပါသေးနဲ့နော်နံပါတ်ဘလောက်ကနေဘလောက်အပေါ်တက်ပြီးတော့သုံးဆောင်လို့ရပါပြီကြက်ကြော်သွားယူလို့ရပါပြီဆိုရင်တော့လူချင်းမင်းတို့သွားလို့ရပါပြီကဲတော့အားလုံးပဲ WSH နဲ့မကြခင်မှာကျင်းပမယ့်ကျွန်တော်တို့ရဲ့ WSH ကကောင်းတဲ့အစီအစဉ်တွေမှာအတူတူလာရောက်ပါဝင်ဆင်နွှဲဖို့အတွက်ဒီကနေ့ကျွန်တော်မြန်မာ Plaza ကိုဈေးဝယ်ထွက်လာကြတဲ့ဧည့်သည်တော်များအားလုံးကိုလူချင်းဆောင်နဲ့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်အဲ့တော့ကြက်ကြော်ခုနchicken bucket 910လုံးပါတဲ့ bucket ကို52ပတ်စာဗျာเนาะအဲ့တော့ lucky draw စီစဉ်မှာလည်းလာပြီး join လို့ရတယ်ပြီးတော့ဟိုဘက်မှာတသားမမီလေးတွေခေါ်လာတဲ့လူကြီးမင်းတွေအနေနဲ့ဟိုဘက်မှာကျွန်တော်တို့ chicken journey ကတ်လေးထုတ်လို့ရပါတယ်ဂျာနီကတ်လေးတစ်ခါလောက်ပြီးပါယူထားလို့ရပါတယ်ကျွန်တော် chicken journey ကတ်လေးเนาะchicken စတင်ပြီးတော့မှတီထောင်ခဲ့တဲ့ကျွန်တော်ရဲ့ chicken ကြက်ကြော်ဆိုင်အောင်ဆိုလို့ရှိရင်ကမ္ဘာနိုင်ငံပေါင်း36နိုင်ငံကျော်မှာဆိုင်ပွဲပေါင်း400ကျော်ကိုအောင်မြင်ဖွင့်လှစ်လာခဲ့ပြီးတော့အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာပထမဦးဆုံးဆိုင်ပွဲတစ်ခုနေတဲ့ဒီမြန်မာပလာဇာမှာလာရောက်ပြီးတော့ဖွင့်လှစ်လိုက်တယ်ဆိုတော့ကျွန်တော်သတင်းကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့အခုဆိုရင်မနက်ခင်းတော့လည်းကျွန်တော်တို့ဒီမနက်9:00နာရီခွဲ10:00နာရီလောက်တော့ဆိုင်ရဲ့အရှိတဲ့မှာကျွန်တော်တို့ ground opening အနေနဲ့ဘယ်သူပြပွင့်တဲ့ခန်းနာစီစဉ်ပြီးတော့ကျွန်တော်အခုဒီ promotion area မှာဒီနေ့ဖွင့်လှစ်ခြင်း treatment အနေနဲ့ကျွန်တော်ဒီ flagship grand opening အဖြစ်ကျွန်တော်တို့ဒီ chicken fun day ဆိုတဲ့ activities လေးနဲ့ဒီပွဲခန်းသားကြီးကိုပျော်ပျော်ရွှင်ရွှင်နဲ့ကျင်းပဆောင်ရွက်နေတာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့အခုဒီနေ့မနက်ခင်းကနေစတင်ပြီးတော့ညနေ9:00နာရီအထိကိုပျော်ရွှင်စရာကောင်းတဲ့ chicken fun day ပွဲခန်းသားကြီးမှာအခုလိုမျိုးရောက်ရှိလာကြတဲ့ကျွန်တော်တို့ရဲ့ဧည့်သည်တော်တွေ chicken ရဲ့ customer တွေဖြစ်လာမယ့်ဝယ်ရမှာဖြစ်ပါတယ်အဲ့ဒါဝယ်နာပါဒုတိယစုကတော့ကျွန်တော်တို့26ပတ်စာရပါမယ်တတိယစုကတော့ကျွန်တော်တို့ခဏတော့ chicken bucket เนาะ910လုံးတော့ပါပါတယ်ကျွန်တော်သိကြလားကတော့အဲ့တော့4ပတ်စာတတိယစုကတော့4ပတ်စာပါအဲ့တော့ကြက်ကြော်ဝါစာ